ရှေးရခင်ကတည်းကလူသားတွေဟာမိမိတို့ရဲ့ယုံကြည်ကိုးကွယ်မှုလေးစားအားကြမှုနဲ့အထိမ့်မှတ်သင်္ကေတတွေအဖြစ်ကြီးမားတဲ့ရုပ်တုကြီးတွေကိုတည်ဆောက်ခဲ့ကြပါတယ်။ဒီရုပ်တုကြီးတွေဟာနိုင်ငံတနိုင်ငံရဲ့ဂုဏ်ဓာတ်ကိုဖော်ဆောင်တယ်လို့ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့အဓိကနေရာတွေလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာအမြင့်ဆုံးလို့သတ်မှတ်ထားတဲ့ရုပ်တုကြီး10ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ဗီဒီယိုလေးကိုမစခင်မှာ like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်နံပါတ်10နေရာမှာရှိနေတာကတော့ဂျပန်နိုင်ငံအာဝါဂျီကျွန်းကအမြင့်80မီတာရှိတဲ့အာဝါဂျီကန်နွန်ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ကရုဏာရှင်နတ်မင်းကြီးရဲ့ပုံသဏ္ဍာန်အဖြစ်တည်ဆောက်ထားတာပါ။ဒီရုပ်တုကြီးကိုဒေသခံစီးပွားရေးလုပ်ငန်းရှင်တအုပ်ကတည်ဆောက်ခဲ့တာဖြစ်ပြီးအတွင်းထဲမှာပြတိုက်နဲ့ရှုခင်းကြည့်စင်တွေရှိပါတယ်။ဒါပေမဲ့တည်ဆောက်သူကွယ်လွန်ပြီးနောက်မှာပြုပြင်ထိန်းသိမ်းမှုမရှိတော့တာကြောင့်2022ခုနှစ်ကုန်ပိုင်းမှာဖြိုဖျက်ဖို့အစိုးရကဆုံးဖြတ်ခဲ့ပါတယ်။နံပါတ်9ကတော့ရုရှားနိုင်ငံက The Motherland Calls ရုပ်တုကြီးပါအမြင့်85မီတာရှိပြီးကမ္ဘာအမြင့်ဆုံးအမျိုးသမီးရုပ်တုဖြစ်ပါတယ်။ရန်သူတွေကိုတွန်းလှန်ဖို့သားသမီးတွေကိုခေါ်ယူနေတဲ့မိခင်မီရဲ့ပုံသဏ္ဍာန်ကိုဖော်ဆောင်ထားတာပါ။လက်ထဲမှာကြီးမားတဲ့ဓာတ်တစ်လက်ကိုကင်မြောက်ထားတဲ့အင်ဂျင်နီယာအတတ်ပညာပိုင်းရအလွန်လက်ရမြောက်တဲ့ရုပ်တုကြီးဖြစ်ပါတယ်။နံပါတ်10နေရာမှာတော့ဂျပန်နိုင်ငံဟော့ကိုင်ဒိုကအမြင့်88မီတာရှိတဲ့ဟော့ကိုင်ဒိုကန်နွန်ရုပ်တုကြီးရှိနေပါတယ်။1989ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအထပ်ပေါင်း20ပါဝင်ပါတယ်။အတွင်းထဲမှာဝတ်ပြုဆူတောင်းစရာနေရာတွေနဲ့ပတ်ဝန်းကျင်အလှကိုကြည့်ရှုနိုင်တဲ့ရှုခင်းကြည့်စင်တွေထည့်သွင်းတည်ဆောက်ထားပါတယ်။နံပါတ်9ကတော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းထိုင်းနိုင်ငံအန်ထောင်ခရိုင်က Great Buddha of Thailand ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။အမြင့်62မီတာရှိပြီးထိုင်းနိုင်ငံမှာအမြင့်ဆုံးအရှိတောင်အာရှမှာဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။ဒီရုပ်ပွားတော်ကြီးကိုရွှေရောင်တောက်နေအောင်တည်ဆောက်ထားပြီးအဝေးကနေတောင်မြင်တွေ့နိုင်ပါတယ်။နံပါတ်6ကတော့တရုတ်နိုင်ငံကအမြင့်69မီတာရှိတဲ့ဂွမ်ရင်ရုပ်တုကြီးဖြစ်ပါတယ်။ကြေးညိုရောင်နဲ့တည်ဆောက်ထားပြီးဗုဒ္ဓဘာသာရဲ့ကရုဏာတရားကိုဖော်ဆောင်တာပါ။2009ခုနှစ်မှာဒေါ်လာတန်ပေါင်းများစွာအကုန်ကြခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နံပါတ်9နေရာမှာရှိနေတာကတော့ဂျပန်နိုင်ငံဆန်ဒိုင်းမြို့ကအမြင့်100မီတာရှိတဲ့ဆန်ဒိုင်းဒိုင်ကန်နွန်ရုပ်တုကြီးပါ။ဒါဟာဂျပန်နိုင်ငံမှာအမြင့်ဆုံးနတ်ဖျားမှာရုပ်တုဖြစ်ပါတယ်။1991ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးခရီးသည်တွေအပေါ်ဆုံးအထိတက်နိုင်ဖို့ဓာတ်လေကလည်းပါဝင်ပါတယ်။နံပါတ်4ကတော့ဂျပန်နိုင်ငံအီဘာရာကီကအမြင့်120မီတာရှိတဲ့ဥရှိကူဒိုင်ဘူဆူရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ကြေးညိုနဲ့တည်ဆောက်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပြီး1993ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ဂျပန်ပလင်ပေါ်မှာစပယ်နေတဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်။နံပါတ်3နေရာမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမုံရွာမြို့ကလီကျွန်းစကြာရက်တော်မူရုပ်ပွားတော်ကြီးရှိနေပါတယ်။အမြင့်116မီတာရှိပြီးပလင်တော်အပါဝင်ဆိုရင်129မီတာကျော်မြင့်ပါပါတယ်။1996ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2008ခုနှစ်မှာပြီးစီးခဲ့ပါတယ်။မြန်မာလက်ရအမှုပညာတွေနဲ့စနစ်တကျတည်ဆောက်ထားတဲ့ကဘာကျော်ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။နံပါတ်2နေရာမှာရှိနေတာကတော့တရုတ်နိုင်ငံကအမြင့်128မီတာရှိတဲ့ Spring Temple ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ဂျပန်ပလင်ပေါ်မှာတည်ရှိပြီးတောင်ကုန်းတစ်ခုလုံးကိုရုပ်ပွားတော်ကြီးရဲ့ပလင်အဖြစ်ပုံဖော်တည်ဆောက်ထားတာပါ။စုစုပေါင်းကုန်ကျစရိတ်ဒေါ်လာ55တန်းကျော်ရှိပါတယ်။နောက်ဆုံးကမ္ဘာအမြင့်ဆုံးနံပါတ်1နေရာမှာတော့အိန္ဒိယနိုင်ငံကအမြင့်182မီတာ998ပေရှိတဲ့ Statue of Unity ရုပ်တုကြီးရှိနေပါတယ်။အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်စာဒါဗလဘိုင်ပတဲကိုဂုဏ်ပြုတည်ဆောက်ထားတာပါ။2018ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးတီဆောက်စရိတ်ရူပီ3000ကတိကျော်ကုန်ကျခဲ့ပါတယ်။ American ကလွတ်လပ်ရေးနတ်သမီးရုပ်တုထက်2ဆနီးပါးပိုမိုမြင့်ပါပါတယ်။ရုပ်တုကြီး10ခုထဲမှာခင်ဗျားတို့အကြိုက်ဆုံးဒါမှမဟုတ်လူကိုယ်တိုင်တွားရောက်ဖူးမြော်ခြင်းတဲ့ရုပ်တုကဘယ်တစ်ခုဖြစ်မလဲဆိုတာ comment မှာပြောပြခဲ့ပါအောင်။အခုလိုဗဟုသုတအသစ်တွေကိုနေ့စဉ်သိရှိဖို့ Knowledge Atlas ကို like နဲ့ subscribe လုပ်ထားဖို့ထပ်မံတောင်းဆိုပါရစေ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။